အားလုံးပဲမင်္ဂလာပါခင်ဗျာဒီ blog လေးကကျွန်တော်တို့တငယ်ချင်းတွေစုပြီးမော်စကိုကကိုရီးယားစားတောက်ဆိုင်ကိုတွားပြီးဝါတီဆွဲမဲ့ blog လေးပါတွားမယ်တိုင်ပင်တာတော့ကြာပါပြီနောက်ဆုံးတော့တွားပြစ်ခဲ့ပါပြီဆိုင်ကိုကမြောက်ရထားစီးတွားရမှာပါမြောက်ရထားကိုရုရှားလိုမီထရိုလို့ခေါ်ပါတယ်မီထရိုโอเคပြောရင်းနဲ့ရထားကရောက်ပါပြီဒီမော်စကိုကမြောက်ရထားတွေကကဘာကျော်ပါတယ်အရန်တန်ရှင်းပြီးဈေးလဲချိုပါတယ်ကျွန်တော်တို့ဆိုင်ကိုတွားပါမယ်ဆိုင်ကိုကရထားနှစ်ဆင့်စီးပြီးတော့တွားရမှာဖြစ်တဲ့အတွက်နောက်ထပ်ဘူတာတစ်ခုကိုချိန်ပါတယ်ဒီဘူတာကတော့လူနည်းနည်းရှုပ်ပါတယ်အခုလိုလူရှုပ်ရင်တိုးဝှေ့ရပါတယ်ကလေးကသူ့ကိုတိုးသွားလို့ပွားစီလုပ်နေပါတယ်အဲ့တော့ကျွန်တော်တို့ခီးထပ်စစ်ပါမယ်ရောက်ပြီဆိုတော့မြေရောက်ကတည်းမြေပေါ်ကိုတက်ပါမယ်ရှေ့ကကောင်မလေးကကျွန်တော်ကောင်မလေးမဟုတ်ပါဘူးပြီးတော့ကျွန်တော်တို့အခု V call လို့ရေးထားတယ်ပေါ့နော်အဲ့အတိုင်းကိုကျွန်တော်တို့ထွက်ပါမယ်မြန်မာလိုအဓိပ္ပာယ်ကတော့ထွက်ပေါက်ပေါ့ရုရှားလိုဆိုရင် V call ဒီမြေရောက်ရထားပူတာတဲ့ကျွန်တော်တို့ဆိုင်ကို10မိနစ်သို့မဟုတ်15မိနစ်လောက်တော့ကျွန်တော်တို့လမ်းနည်းနည်းရှောက်ပါမယ်အဲ့တော့ကျွန်တော်တို့လမ်းဆက်ရှောက်ပါမယ်ဒီနေရာမှာလမ်းကူဖို့ခဏစောင့်ပါမယ်ရှေ့မှာတော့ Gagarinskiy ကုန်တိုက်ကြီးတစ်ခုရှိပါတယ် discount center ကြီးဖြစ်ပါတယ်ဒါကတော့ discount center ရုရှားလိုတော့ discount center အခုဆိုရင်တော့ကျွန်တော်တို့ရဲ့ကိုရီးယားစားတောက်ဆိုင်လေးကိုရောက်ပါပြီစားတောက်ဆိုင်ကိုရုရှားလို restaurant လို့ခေါ်ပါတယ်ဆိုင်နာမည်ကတော့ Karyo ပါအဲ့တော့ restaurant Karyo okay ကျွန်တော်တို့အထဲကိုဝင်ပါမယ်အထဲမှာအခုလိုမျိုးပကြီးကားချက်လေးတွေနဲ့အလှဆင်ထားပါတယ်ဆိုင်လေးကနည်းနည်းကျင်းပေမဲ့တန်ရှင်းတက်ရက်ပြီးတော့လှပါတယ်အခုလို Myra Safi ဆွဲကျင်တဲ့သူတွေအတွက်လည်း Safi ဆွဲလို့ရပါတယ်ရေခဲတက်တာထဲမှာဆိုလဲဘီယာတွေကျန်တဲ့အေးအေးတွေမျိုးစုံရှိပါတယ်ပြီးတော့အခုလိုအပြင်မှာလဲစားလို့ရပါတယ်ကျွန်တော်တို့ကတော့အခန်းလေး order တင်ထားတဲ့အတွက်အခန်းမှာပဲစားမှာဖြစ်ပါတယ်အခန်းထဲကိုဝင်ချင်းအခုလိုကာရာအိုကေ setting လေးကိုတွေ့ရတယ်ပေါ့နော်ဒါပေမဲ့စိတ်မကောင်းစွာနဲ့တချင်းတော့ဆိုလို့မရပါဘူးဘာဖြစ်လို့လဲဆိုတော့ဒီမှာကကိုရီးယားတချင်းတွေပဲရတယ်လို့ပြောပါတယ်အရင်ဆုံးကျွန်တော်တို့ဒီဟင်းလျာလေးတွေအရင်ဆုံးလာချပါတယ်ဒီမှာကျွန်တော်တို့ kimchi နှစ်ခုကတော့ကျွန်တော်တို့မှားထားတာပေါ့နော်ဒီပဲရယ်မုံလာဥတုတ်ထားတာလေးရယ်ပြီးရင်ဒီဘက်ကရင်းကြီးလေးရယ်အဲ့သုံးခုကတော့ free ရတာပါခင်ဗျာအရင်ဆုံးကျွန်တော်မှာထားတဲ့ထမင်းတုပ်လေးအရင်ရပါပြီဒါလေးကတော့ကျွန်တော်မှာထားတဲ့ထမင်းတုပ်လေးပါကျွန်တော်ထမင်းတုပ်လေးကိုနှဲပါမယ်ဒီမှာအသီးနှံတွေတော်တော်များပါတယ်အသီးရွက်တွေပေါ့နော်အသီးရွက်တွေအများများပါတယ်ပြီးတော့ကျွန်တော်နောက်တစ်ခုမှာထားတာက kimchi နဲ့ဝတ်သားပေါ့နော် kimchi ဝတ်သားနဲ့ soup လေးပါတိုဘူးလေးလည်းပါပါတယ်သူကချင်းချင်းဆက်ဆက်လေးနဲ့အရင်စားကောင်းပါတယ်ဒီမှာ soup တပွဲမှာရင်ကျွန်တော်တို့ဒီထမင်းပကံလေးပေါ့နော်အခုလိုမျိုးထမင်းပကံလေးနဲ့ထမင်းပကံတစ်လုံးအလကားရပါတယ်ပြီးတော့ဒါကတော့ကျွန်တော်တို့အဓိကမှာထားတဲ့အမဲသားဂင်ပေါ့နော်အမဲသားတွေကအရင်လက်ဆက်ပါတယ်ဒီဆိုင်ကကိုရီးယားမှာလေးကိုယ်တိုင်กินပေးတာဖြစ်ပါတယ်အရင်ကောင်းပါတယ်အခုဆိုတော့ကျွန်တော်မှာထားတာတွေအစုံရပါပြီဒီမှာအမဲသားဂင်တွေပါမယ်ပြီးရင်ပင်လယ်စာတွေပါမယ်ပြီးရင်ကျန်တဲ့အသီးအရွက်တွေပါမယ်အစုံပါကျွန်တော်တို့ဒီမှာအမဲသားกินထားတာပေါ့နော်กินပြီးတော့နည်းနည်းလေးပြန်ကြော်ထားတာပေါ့အဲ့မှာအခုကြက်သွန်မိတ်လေးပါပါတယ်ပြီးတော့ဒီမှာနှမ်းလေးလည်းပါပါတယ်အရန်စားကောင်းမဲ့ပုံစံလေးပါပြီးတော့ဒါကတော့ kimchi ပေါ့နော်ပြီးရင်ဒါကတော့မုံလာဥ kimchi လေးပါကျွန်တော်အရန်ကြိုက်ပါတယ်ခင်ဗျာဒီမှာkimchi လေးကနည်းနည်းလေးမှာပြီးတော့ဆက်တောက်လေးနဲ့စားလို့ကောင်းပါတယ်ဒါကတော့အမဲသားกินလေးပါစားကောင်းကောင်းနဲ့စားလိုက်တာအားလုံးပြောင်းသွားပါတယ်ကျွန်တော်မှာထားတာကတော့ကျွန်တော်အကုန်ပြောင်းအောင်တီးပါတယ်ဒီဆိုင်မှာဈေးနှုန်းနဲ့ဒီဟင်းအမယ်တွေနဲ့ကလုံးဝတန်ပါတယ်အရသာလည်းရှိပါတယ်ဝန်ဆောင်မှုကလည်းအရန်ကောင်းပါတယ်ခင်ဗျာဆိုင်လိပ်စာလေးကိုအောက်မှာဖော်ပြပေးထားပါတယ်အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေအတွက် channel လေးကို follow subscribe လုပ်ထားပေးဖို့အကြံပြုလိုပါတယ်ခင်ဗျာ